အမျိုးသားတစ်ယောက်ကဘီသူကပုံစံငယ်လေးပေါ်ကိုခောက်ဆွဲချောက်တွေမတော်တဆဖိကျသွားခဲ့တာပါအဲ့ဒီနောက်မှာတော့ဒီခောက်ဆွဲချောက်အတုံးကြီးကရှေးဟောင်းရဲ့ပလင်ပေါ်ကိုကျသွားခဲ့ပြီးလူတိုင်းလည်းအံ့ဩသွားခဲ့ကြပါတယ်အိမ်ပေါ်မလေးတစ်ယောက်ကအနားကိုတိုးလာပြီးအနံ့ခံကြည့်လိုက်တဲ့အခါဒီခောက်ဆွဲတုံးကြီးကအမဲသားနံရနေတာကိုတွေးလိုက်ရတာပါပဲဘုရင်မကြီးကတော့ဒါဟာနတ်ဖျားတွေပေးသနာလိုက်တဲ့အစားအစာလို့ထင်မှတ်သွားခဲ့ပေမဲ့တကယ်တမ်းတော့ဒါကမနေ့ကအမျိုးသားစီကနေပြုတ်ကျသွားတဲ့ခောက်ဆွဲချောက်လက်ကျန်တွေပဲဖြစ်နေတဲ့ဒါပါလွန်ခဲ့တဲ့2ရက်တုန်းကတော့ဒီအမျိုးသားဟာအမည်မသိပါဆဲတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်သူဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာရှေးဟောင်းမျိုးပြပုံစံငယ်တစ်ခုပါဝင်နေတာကိုတွေ့လိုက်ရတာပါအမျိုးသားကတော့အရန်ကိုအံ့ဩသွားခဲ့ပြီးပုံစံငယ်တွေကအယုတ်လေးတွေကိုတော့အသေးစိတ်မြင်နေရတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့ဘုရင်မကြီးကသူမရဲ့တိုင်းပြည်မှာငတ်ပေးကြုံနေရတဲ့အတွက်နတ်ဖျားတွေစီဆူတောင်းနေခဲ့တာပါအကယ်၍ဒီပြဿနာကိုမဖြေရှင်းနိုင်ဘူးဆိုရင်သူမဟာထိနှံကနေဆင်းပေးရမယ့်အခြေအနေမှာရှိနေတာဖြစ်ပါတယ်အမြတိုးသားကခောက်ဆွဲချောက်ကျွင်းကြံတွေကိုမျိုးထဲကိုမတော်တဆချလိုက်မိပါတယ်ဘုရင်မကြီးကဒါကိုနတ်ဖျားစီကလက်ဆောင်လို့တတ်မှတ်လိုက်ပြီးခောက်ဆွဲတွေကိုချက်ချင်းချက်ပြုတ်ကအားလုံးကိုဝင်ငှပေးခဲ့တာပါလူတွေဟာဒီလောက်ရတာရှိတဲ့ခောက်ဆွဲမျိုးကိုတစ်ခါမှမစားဘူးကြတယ်လို့အားလုံးလည်းဘိုက်ဝါသွားခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့အမျိုးသားကအိမ်ထဲမှာရှိတဲ့ခောက်ဆွဲချောက်အားလုံးကိုဒီမျိုးထဲကိုထည့်ပေးလိုက်ပါတယ်ဘုရင်မကြီးလည်းအလွန်အံ့ဩသွားခဲ့ရပြီးဒီခောက်ဆွဲတွေကြောင့်ပဲလူတိုင်းအငတ်ဘေးကနေလွတ်မြောက်ခဲ့ကြဒါပါဘုရင်မကြီးကနတ်ဖျားတွေကူညီနေတာလို့ယုံကြည်သွားပြီးကျေးဇူးတင်စကားပြောဖို့ချက်ချင်းတူးထောက်လိုက်ပါတယ်စစ်တီတွေကလည်းရတနာတွေနဲ့ရွှေတုံးတွေကိုရေးပလင်ပေါ်မှာတင်ဆက်ခဲ့ကြတာပါခဏကြာမှတော့ဒီရတနာတွေအားလုံးပြတ်ကွယ်သွားပြီးအမျိုးသားရဲ့လက်ထဲကိုရောက်ရှိလာခဲ့ပါတယ်အမျိုးသားကတော့အရန်ကိုပြောသွားခဲ့ပြီးသူဟာတခေးတယောက်ဖြစ်လာခဲ့တာပါနောက်တစ်နေ့မှာတော့အမျိုးသားဟာပုံစံငယ်ကဘာတွေကနေထူးဆန်းတဲ့အတန်တွေကိုကြားလိုက်ရပါတယ်ဒါကြောင့်သူကဘာဖြစ်နေလဲဆိုတာသိရအောင်အထဲကိုငုံကြည့်လိုက်မိပါတဲကောင်းကင်မှာအမျိုးသားရဲ့ဦးကောင်းကြီးပေါ်လာတဲ့အခါလူတိုင်းအလွန်မင်းထိတ်လန့်သွားခဲ့ကြတာပါသူတို့ကဒါဟာနတ်ဖျားကိုထင်ပြတာလို့ထင်ပြီးအမျိုးသားကိုတူးထောက်ဦးချခဲ့ကြပါတယ်အင်အားနဲ့အဲ့ဒီတိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတာကိုအမျိုးသားကမြင်လိုက်ရတဲ့အတွက်ပုံစံငယ်စီကိုမီးတောက်တွေမှုတ်ထုတ်လိုက်ပါတယ်ခဏချင်းမှာပဲစစ်မြေပြင်ကရန်သူတွေဟာမီးလောင်ကျွမ်းပြီးထွက်ပြေးဖို့ကြိုးစားခဲ့ကြတာပါအဲ့ဒီနောက်အမျိုးသားကပြောင်းအိုးတွေကိုပုံစံငယ်နဲ့ပစ်ထည့်လိုက်တဲ့အခါရန်သူတွေဟာလွတ်ဆင်သွားခဲ့ကြပါသူဟာအင်အားနဲ့တဲ့တိုင်းပြည်ကိုရန်သူတွေလက်ကနေအောင်မြင်စွာကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့စစ်ပွဲကြောင့်ပိုးမွားပေးအနေတွေကြားရောက်လာခဲ့ပါတယ်အကယ်၍ဒီပိုးမွားတွေကိုမတားဆီးနိုင်ဘူးဆိုရင်လူအများပြားတည်ဆုံသွားနိုင်တဲ့အခြေအနေမှာရှိနေတာပါဒါကိုမြင်လိုက်ရတဲ့အမျိုးသားကပိုးသက်ဆေးဘူးကိုယူပြီးပိုးမွားတွေစီကိုဖြန့်လိုက်ပါတယ်ရုတ်တရက်ဆိုသလိုပုံစံငယ်ကဘာထဲမှာနှင်းတွေကျလာပြီးပိုးမွားတွေအားလုံးမလှုပ်ရှားနိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲအမျိုးသားရဲ့ချစ်သူကရောက်လာပြီးသူဘာလုပ်နေလဲဆိုတာကိုကြည့်ဖို့စူးစမ်းလိုက်ပါတယ်အမှတ်မထင်ပဲပိုးဟက်တစ်ကောင်ကပုံစံငယ်ကဘာထဲကိုပြန်တန်းဝင်ရောက်သွားခဲ့ပါတယ်ပုံစံငယ်ကဘာထဲမှာတော့ဒီပိုးဟက်ဟာတရဝါကြီးတစ်ကောင်လိုဖြစ်နေပြီးလူတိုင်းလည်းအရန်ကိုကြောက်လန့်သွားခဲ့ကြတာပါပဲ